လူယွန်တယောက်ရိုးရှင်းတဲ့ဝတ်စုံနဲ့ပွဲခမ်းမတဲ့ကိုဝင်လာတဲ့အခါကိုရှောက်ထင်ကအထင်သေးတဲ့အပြုံးနဲ့ဟောဒါဆူဝမ်ရဲ့တာမန်ဒရိုင်ဘာပဲမဟုတ်လားလို့ကဲ့ရဲ့လိုက်ပါတယ်ဆူဝမ်ရဲ့မိခင်ကလည်းဒေါသတကြီးနဲ့နင်ကဘာကိစ္စတီကိုရောက်လာတာလဲအခုချက်ချင်းထွက်သွားစမ်းလို့အော်ဟစ်ပြီးမောင်းထုတ်ပါတော့တယ်ဒါပေမဲ့လူယွန်ကတော့ဘသူ့ကိုမှဂယုမဆိုင်ပဲသူ့ဇနီးဆူဝမ်ရှိရာစင်မြင့်စီကိုသာခြေလမ်းကျဲကြီးတွေနဲ့တင်းငင်စွာရှောက်လန်းလာပါတယ်သူမနားရောက်တဲ့အခါဆူဝမ်ရဲ့လက်ထဲကမိုက်ခရိုဖုန်းကိုညှင်းသားစွာယူလိုက်ပြီးသူမကိုစိတ်ချစေမိမျက်လုံးတွေနဲ့ကြည့်လိုက်ပါတယ်လူယွန်ကမိမလို့ခေါ်လိုက်တဲ့အခါဆူဝမ်တယောက်စိုးရိမ်စိတ်နဲ့မျက်ရည်တွေစီးကျလာပါတယ်ပြီးနောက်လူယွန်ကမိုက်ခရိုဖုန်းကိုကင်ပြီးသူကြေညာလို့ပြီးပြီဆိုတော့အခုကျွန်တော်အလှည့်ရောက်ပြီလို့ပြောလိုက်ပါတယ်သူကဆက်ပြီးဆူလုပ်ငန်းစုရဲ့အကျွေးတန်း30အခုအကောင့်ထဲကိုရောက်ရှိသွားပါပြီလို့ပွဲခမ်းမတစ်ခုလုံးဟိန်းထွက်သွားအောင်ကြေညာလိုက်ပါတော့တယ်ပွဲတစ်ခုလုံးအံ့အားသင့်ပြီးရုပ်ရုပ်တဲတဲဖြစ်သွားချိန်မှာကိုရှောက်ထင်ကလောင်ပြုံးပြုံးရင်းတန်း30ဟုတ်လားမင်းအိမ်မက်နေတာလားလို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲပွဲခမ်းမတကားပွင့်သွားပြီးဝစ်စုံပြေးဝစ်စင်ထားတဲ့တက်တော်ဆောင်တွေခြံရံလျက်စွမ်းအားကြီးလုပ်ငန်းစုရဲ့စီမံခန့်ခွဲမှုညွှန်ကြားရေးမှူးချုပ်ကြီးလင်းမော့ဝင်လာပါတော့တယ်ကိုရှောက်ထင်တယောက်လက်ဖြတ်သွားပြီးလင်းမော့မင်းဘာလို့ဒီကိုရောက်နေတာလဲလို့အထစ်ထစ်အငုံငုံမေးလိုက်တဲ့အခါလင်းမော့ကလူယွန်ရဲ့ဘေးမှာရိုးသေးသေးရက်ပြီးသူ့ရဲ့ကိုယ်ပိုင်အဆင့်တန်းကိုစတင်မိတ်ဆက်ပေးပါတော့တယ်ကဲတာမန်ဒရိုင်ဘာတွင်ယူထားတဲ့တထေးကြီးလူယွန်တယောက်သူ့ရဲ့တကယ်အရှိန်အဝါနဲ့ရန်သူတွေကိုဘယ်လိုတူးထောက်စီမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ